ငငယ်တုန်းကအရန်ရှက်တတ်တဲ့လူတစ်ယောက်ကဆိုရှယ်မီဒီယာပေါ်မှာဗီဒီယိုတွေရိုက်ပြီးစကားတွေပြောနေမယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးဗျ။ဒါဆိုလူတစ်ယောက်ရဲ့စရိုက်ဆိုတာပြောင်းလဲလို့မရဘူးလို့ထင်နေတာလား။ဒီဗီဒီယိုမှာဘန်ဂျမင် ပီ ဟာဒီရေးသားထားတဲ့ Personality is Permanent ဆိုတဲ့စာအုပ်ထဲကကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားကိုဘယ်လိုပြောင်းလဲနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါ။ဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ဆွေးနွေးသွားပါမယ်။လူတွေရဲ့စရိုက်ဆိုတာမွေးရပါမဟုတ်ဘူး။လူတွေကသူတို့ကိုယ်သူတို့ပြီးပြည့်စုံနေပြီလို့ထင်နေတဲ့တကယ်တော့ပြီးအောင်လုပ်နေစေအရာတွေပဲဗျ။လူတော်တော်များများကစရိုက်ဆိုတာမွေးရပါလို့ထင်နေကြတယ်။ဒါပေမဲ့တကယ်တော့ပြောင်းလဲလို့ရတယ်ဗျ။ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအတွေ့အကြုံတွေနဲ့ပတ်ဝန်းကျင်တွေကကျွန်တော်တို့ကိုပုံသွင်းပေးနေတာပါ။သုတေသနတွေအရလူတွေရဲ့စရိုက်တွေဟာအချိန်ကြာလာတာနဲ့အမျှတိတိတတ်တာပြောင်းလဲလာတာကိုတွေ့ရတယ်။ဒါကိုနားလည်ထားရင်ကျွန်တော်တို့ကိုယ်တိုင်ကကိုယ့်ကိုယ်ကိုဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကိုတက်တက်ကြွကြွပုံဖော်နိုင်ပါတယ်။ရည်ရွယ်ချက်ရှိရှိပြောင်းလဲလို့ရတယ်ဆိုတာကဂိုးတွေထားမယ်။စူးစမ်းအားထုတ်မယ်ပတ်ဝန်းကျင်ကိုဒီဇိုင်းဆွဲမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့စရိုက်တွေကိုတမင်တကာပြောင်းလဲနိုင်ပါတယ်။ဘာတွေလဲဆိုတော့အတွေ့အကြုံသစ်တွေကိုလက်ခံနိုင်ခြင်းကိုယ့်အလုပ်ကိုစနစ်တကျလုပ်နိုင်ခြင်းလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းစိတ်တည်ငြိမ်ခြင်းတွေပေါ့ဗျာကျွန်တော်တို့လိုချင်တဲ့အပြုအမူတွေကိုအာရုံစိုက်ပြီးကိုဖြစ်ချင်တဲ့ပုံစံကိုဖန်တီးနိုင်ပါတယ်အနာဂတ်ကမင်းရဲ့လမ်းညွှန်ပဲအနာဂတ်ကိုပြစ္ဆုတ်ပံထက်ပိုကြည့်အောင်အမြဲလုပ်ပါအတိတ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုခေါင်းထဲထည့်မထားနဲ့ဘလို့လူဖြစ်ချင်လဲဆိုတာကိုပဲအာယုံစိုက်ပြကိုဖြစ်ချင်တဲ့အနာဂတ်ကိုစိတ်ထဲမှာအသေးစိတ်ပုံဖော်ကြည့်ပါဥပမာနေ့စဉ်လုပ်နေကြအလုပ်တွေဘာတွေအောင်မြင်ပြီးပြီလဲဆက်ဆံရေးတွေယုံကြည်ချက်တွေတန်ဖိုးထားမှုတွေကျွမ်းကျင်မှုတွေနဲ့ဗဟုသုတတွေကိုမြင်အောင်ကြည့်ဗျာအဲ့ဒီလိုပုံဖော်ပြီးရင်အနာဂတ်မှာဖြစ်ချင်တဲ့ကိုယ့်ရဲ့လုပ်ရက်တွေကိုအခုကတည်းကလှုပ်ဆောင်ပါကိုအမြဲမေးခွန်းထုတ်ပါငါသာအနာဂတ်မှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေပြီဆိုရင်ဒီလိုအခြေအနေမှာဘယ်လိုလုပ်မလဲဒါမှမဟုတ်ငါရဲ့ရွေးချယ်မှုကငါဖြစ်ချင်တဲ့အနာဂတ်နဲ့တိုက်ညီရဲ့လားဆိုတာမျိုးတွေပေါ့အဲ့ဒီလိုအနာဂတ်ကိုမြင်ပြီးလှုပ်ဆောင်ရင်တဖြည်းဖြည်းနဲ့အဲ့ဒီလူဖြစ်လာမှာဗျခံစားခဲ့ရတဲ့ဒဏ်ရာတွေကိုပြန်လည်ကုစားခံစားခဲ့ရတဲ့ဒဏ်ရာတွေကကျွန်တော်တို့ရဲ့စရိုက်ကိုပုံဖော်တယ်ဒါပေမဲ့ပြန်ပြောင်းလို့ရတယ်ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့အဖြစ်အပျက်တွေကကျွန်တော်တို့ကိုဘယ်လောက်ထိတက်ရောက်မှုရှိလဲဆိုတာကိုနားလည်ဖို့လိုတယ်။အဲ့ဓာတွေကကျွန်တော်တို့ကိုဘောင်ခတ်ထားသလိုဖြစ်စေတယ်။ရှောင်ဖယ်တဲ့အပြုအမူတွေလုံးမိစေတယ်။စိတ်ခံစားမှုမခိုင်မာစေဘူး။စိတ်ကူးစိတ်တန်းတဲ့ရည်မှန်းချက်တွေကိုပါကန့်သက်ထားနိုင်တယ်။ဒါတွေကိုပြန်ပြောင်းဖို့ဆိုရင်ကိုယ့်အတွေ့အကြုံတွေကိုမျှဝေဖို့အတွက်ကိုချင်းစာနာတတ်တဲ့မိတ်ဆွေတွေကိုရှာပါ။စိတ်ခံစားမှုကိုထိန်းညှိပြီးစိတ်ပိုင်းဆိုင်ရာကိုပြောင်းလဲပြင်လွယ်ဖြစ်အောင်လေ့ကျင့်ပါဖြစ်ခဲ့တာတွေကိုသင်ခန်းစာတစ်ခုအနေနဲ့ပြန်သုံးသပ်ပါဂျာနယ်မှာခန်းစားချက်တွေကိုရေးချပြီးအတွေးအမြင်အသစ်တွေရယူပါသင်ရဲ့ယုံကြည်ချက်တွေကိုစိန်ခေါ်နိုင်တဲ့အရာတွေကိုလှုပ်ဆောင်ပါဇလန်းကမင်းရဲ့ဖြစ်တည်မှုကိုဆုံးဖြတ်တယ်ကျွန်တော်တို့ကိုပြောပြတဲ့ဇလန်းတွေကကျွန်တော်တို့ရဲ့စရိုက်နဲ့အပြုအမူတွေကိုပုံဖော်ပေးတယ်လူအများစုရဲ့ဇလန်းတွေကအတိတ်မှာအခြေခံထားတာများတော့တိုးတက်ဖို့အခွင့်အလမ်းတွေနည်းသွားတယ်။အနာဂတ်ကိုအာရုံစိုက်တဲ့ဇလန်းတစ်ပုဒ်ကိုဖန်တီးပါ။အတိတ်ကအတွေ့အကြုံတွေကိုပြန်ပြောပြတဲ့အခါသင်ခန်းစာတွေနဲ့သင်ရဲ့တိုးတက်မှုတွေကိုအဓိကထားပါ။သင်ဖြစ်ချင်တဲ့အနာဂတ်ကိုအာရုံစိုက်ပါ။အတိတ်ကအပြုသဘောဆောင်တဲ့အရာတွေကိုပြန်မှတ်ရပါ။သင်တိုးတက်လာတာနဲ့အမျှသင်ရဲ့ဇလန်းကိုလည်းအမြဲအပ်ဒိတ်လုပ်နေပါ။စိတ်အာရုံကရုပ်ပိုင်းဆိုင်ရာတက်ရောက်မှုရှိတယ်။ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေခံစားချက်တွေနဲ့အလေးအကျင့်တွေကိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာတင်ထားတယ်။ဆိုလိုတာကစရိုက်ကိုပြောင်းလဲဖို့ဆိုရင်ခန္ဓာကိုယ်ကိုပါပြောင်းလဲရမယ်။ဒါဆိုစိတ်အာရုံကိုဘယ်လိုပြောင်းလဲမလဲ။ခန္ဓာကိုယ်နဲ့စိတ်ကို reset လုပ်ဖို့အစာရှောင်ခြင်းကိုလေ့ကျင့်ပါ။ကိုတန်ဖိုးထားမှုမြင့်တက်လာစေဖို့အတွက်ပုံမှန်အလှူဒန်းတွေလုပ်ပါ။ကိုယ့်ရဲ့လက်ရှိပုံစံကိုစိန်ခေါ်နိုင်တဲ့အတွေ့အကြုံတွေကိုဖန်တီးပါ။ယုံကြည်မှုအသစ်တွေရရှိအောင်စိတ်ကူးနဲ့အတည်ပြုချက်တွေကိုအသုံးပြုပါတင်ဖြစ်ချင်တဲ့စရိုက်တွေကိုပုံဖော်နိုင်တဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပါပတ်ဝန်းကျင်ကမင်းရဲ့စရိုက်ကိုလွှမ်းမိုးတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့စရိုက်နဲ့အပြုအမူတွေကိုလွှမ်းမိုးတယ်
လူအများစုကသူတို့ရဲ့ပတ်ဝန်းကျင်ကိုလက်ခံပြီးသူတို့ဘယ်သူဖြစ်လာမလဲဆိုတာကိုပတ်ဝန်းကျင်ကပဲဆုံးဖြတ်ခွင့်ပေးလိုက်တယ်။ဒါဆိုရင်ကိုဖြစ်ချင်တဲ့ပုံစံကိုရောက်ဖို့အတွက်ပတ်ဝန်းကျင်ကိုပြန်ပြီးဒီဇိုင်းဆွဲရမယ်။ကိုတန်မိုးထားတဲ့သူတွေနဲ့ပေါင်းသင်းပါ။ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအားပေးတဲ့နေရာတွေကိုဖန်တီးပါ။တင်းရဲ့တိုးတက်မှုကိုအားပေးတဲ့အကြောင်းအရာတွေကိုပဲဖတ်ပါ။ကိုဖြစ်ချင်တဲ့ပုံစံကိုအမြဲတမ်းရအောင်ဗီဇူအယ်တွေနဲ့သတိပေးချက်တွေကိုအသုံးပြုပါ။တင်းရဲ့တိုးတက်မှုကိုအဟန့်အတားဖြစ်စေတဲ့ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေကိုဖယ်ရှားပါ။စိန်ခေါ်မှုအသစ်တွေကိုလက်ခံပါ။ဘဝဆိုတာကိုရှာဖွေတွေ့ရှိတာမဟုတ်ဘူး။ကိုဖန်တီးတာဗျ။တိုးတက်ဖို့ဆိုရင်ကိုယ့်ရဲ့ comfort zone ထဲကနေရုန်းထွက်ရမယ်။စိန်ခေါ်မှုအသစ်တွေကိုလက်ခံပြီးတင်းရဲ့စွမ်းရည်နဲ့ကိုမြင်တဲ့အမြင်ကိုပါချဲ့ထွင်ပါ။အမြဲတမ်းပထမဆုံးအကြိမ်လုပ်တဲ့အရာတွေကိုလုပ်ပါ။လက်ရှိကိုယ့်ရဲ့စရိုက်ကိုစိန်ခေါ်နိုင်တဲ့အရာတွေကိုလုပ်ဆောင်ပါ။နေရာအသစ်တွေကိုတွားပြီးမတူညီတဲ့ယဉ်ကျေးမှုတွေကိုလေ့လာပါ။အထူးသဖြင့်တင်မကျွမ်းကျင်တဲ့ skill အသစ်တွေကိုသင်ယူပါ။တင်းရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကိုစိန်ခေါ်နိုင်တဲ့လှုပ်ရှားမှုတွေကိုလုပ်ဆောင်ပါ။ဆုံးဖြတ်ချက်တွေကိုအတိအကျချမှတ်ပါ။ဆုံးဖြတ်ချက်တွေအများကြီးချရတာကစိတ်ကိုပင်ပန်းစေတယ်။ဘာလို့ရမလဲဆိုတာကိုအမြဲစဉ်းစားနေရရင်ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုကုန်ခန်းစေပြီးဆုံးဖြတ်ချက်တွေမှားကုန်နိုင်တယ်။ဒါကတိုးတက်မှုကိုနှောင့်နှေးစေတယ်။ဒါဆိုဘာလို့ရမလဲ။တင်းရဲ့ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်း define လုပ်ပါ။ဘဝရဲ့အဓိကနေရာတွေအတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုချပါ။ဆုံးဖြတ်ချက်ချတာကိုအလိုအလျောက်လှုပ်ဆောင်နိုင်တဲ့စည်းမျဉ်းတွေနဲ့စနစ်တွေကိုဖန်တီးပါ။အရေးမပါတဲ့ရွေးချယ်မှုတွေကိုဖယ်ရှားပါ။တင်းရဲ့ဆုံးဖြတ်ချက်တွေကိုပုံမှန်ပြန်သုံးသပ်ပြီးပြန်ပြီးသစ္စာရှိပါ။မင်းရဲ့အတိတ်ကိုပြန်သုံးသပ်ပါ။အစလို့ခေါ်တဲ့အရာကအဆုံးလည်းဖြစ်နိုင်တယ်။အဆုံးသတ်တစ်ခုကိုဖန်တီးတာကအစတစ်ခုကိုဖန်တီးတာနဲ့အတူတူပါပဲ။အဆုံးသတ်ဆိုတာကျွန်တော်တို့စတင်တဲ့နေရာပဲ။တင်းရဲ့အနာဂတ်ကိုအားပေးဖို့အတွက်အတိတ်ကဘာကိုအာရုံစိုက်ရမလဲဆိုတာကိုသတိရှိရှိရွေးချယ်ပါ။တင်းရဲ့တိုးတက်မှုကိုပြသခဲ့တဲ့အတွေ့အကြုံတွေကိုအဓိကထားပါ။စိန်ခေါ်မှုတွေကိုသင်ခန်းစာယူစရာအခွင့်အရေးတွေအဖြစ်ပြောင်းလဲပါ။တင်းရဲ့အနာဂတ်ရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပါ။မလိုအပ်တဲ့အချက်လက်တွေကိုရှောင်ပါ။တင်ဖြစ်ချင်တဲ့ပုံစံကိုအားမပေးတဲ့သတင်းချက်လက်နဲ့လွှမ်းမိုးမှုတွေကိုတမင်တကာရှောင်ကျဉ်ပါ။ဥပမာအပြည့်သဘောဆောင်တဲ့သတင်းတွေကိုနားထောင်တာကိုကန့်သတ်ပါ။ ဆိုရှယ်မီဒီယာမှာတခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရှောင်ပါ။တင်းရဲ့ရည်မှန်းချက်တွေနဲ့မကိုက်ညီတဲ့အခွင့်အရေးတွေကိုငြင်းပယ်ပါ။ကိုအတင်းအကျပ်လုပ်ပါ။ပြင်းပြလူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကိုတောင်းဆိုလိုက်ရင်နှစ်ဆတိုးလာနိုင်တယ်။အခြေအနေကတောင်းဆိုရင်ပေါ့ကိုအတင်းအကျပ်လုပ်တယ်ဆိုတာကရလဒ်တွေကိုထုတ်ပေးဖို့သတ်မှတ်ထားတဲ့အခြေအနေတွေနဲ့အချိန်တွေပေးထားခြင်းပါပဲ။ဒါကတိုးတက်မှုအတွက်အားကောင်းတဲ့တူးတစ်ခုပါ။ဒါဆိုဘယ်လိုလုပ်ဆောင်ရမလဲ။အရေးကြီးတဲ့ရည်မှန်းချက်တွေအတွက် deadline တွေကိုအများသိအောင်ချပြပါ။တင်ဖြစ်ချင်တဲ့အရာတွေအတွက်ငွေကြေးတွေမြုပ်နှံပါ။ကိုတာဝန်ယူမှုရှိလာအောင်မိတ်ဆွေတွေနဲ့အဖွဲ့တွေနဲ့ပူးပေါင်းပါ။တင့်ကိုကြီးထွားစေမဲ့အခြေအနေတွေကိုဖန်တီးပါ။ဒီဗီဒီယိုမှာစိတ်နေစိတ်ထားကိုပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကိုပြောပြပေးခဲ့တယ်။ကျွန်တော်တို့ရဲ့စရိုက်ဆိုတာပြောင်းလဲလို့ရတယ်။အတိတ်မှာပဲနစ်မြုပ်မနေပဲအနာဂတ်ကိုအာရုံစိုက်ပြီးကျွန်တော်တို့ကိုယ်တိုင်ဖန်တီးယူလို့ရတယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒီဗီဒီယိုကနေသင်ယူခဲ့တာတွေကိုလက်တွေ့အသုံးချပြီးဘဝမှာတိုးတက်အောင်မြင်နိုင်ကြပါစေဗျာ။